Hana ဒီနေ့မှာတော့ဒီ Coventry University ကလုပ်တဲ့ Career Fair ကိုလာတာပါဒီ Career Fair မှာဆိုလို့ရှိရင်တော့ဒီ Graduate Program တွေ Internship တွေပေါ့နော်ကျောင်းပြီးသွားရင်အလုပ်ရနိုင်ဖို့အခွင့်အရေးရှိရဲ့အချိန်ဖြစ်ပါတယ် Coventry Uni မှာဆိုရင်တနစ်ကိုတစ်ခါဒီလိုအောက်တိုဘာလမှာပေါ့နော် Career Fair တွေလုပ်ပေးတတ်တယ်လို့ဟာနာသိရပါတယ်ဗီဒီယိုမှာတွေ့တဲ့အတိုင်းပဲလူတွေကတော့အများကြီးပဲဒီ Career Fair မှာတော့ဒီ company အမျိုးမျိုးကနေပြီးတော့ Graduate Program Placement စတဲ့ပြီး Internship Opportunity တွေကိုလာကြညာတာပါဟာနာလူမျိုး MSc Student တယောက်အနေနဲ့တော့ခင်ဗျအရေးကြီးတာမလို့ဘာအခွင့်အရေးတွေရှိလဲလို့သွားကြည့်ဖြစ်ခဲ့ပါတယ်ဟာနာကတော့ Marketing Site ကိုစိတ်ဝင်စားတဲ့မိသားလည်း Marketing ဆိုတော့အဲ့ဒါနဲ့ပတ်သက်တာလူတွေလိုက်မိဖြစ်ခဲ့ပါတယ်ဒီ fair မှာ Technology Engineering Business Hacker Social Work တွေကအစတော်တော်စုံပါတယ်တခုပြောချင်တာကဒီ Career Fair ဆိုပေမဲ့ပေါ့နော် CV ကိုပေးရတာမျိုးမဟုတ်ဘဲနဲ့သူက recruiter တွေနဲ့တိုက်ရိုက်စကားပြောလို့ရတဲ့နေရာမျိုးပါကိုကဒီ LinkedIn profile တွေ exchange လုပ်ကြရဲ recruiter နဲ့စကားပြောတဲ့အခါကိုသိချင်တာတွေမေးလို့ရပါတယ် Coventry University ကနေပြီးတော့လေဒီလို Career Fair မျိုးလုပ်ပေးတာကကျောင်းသားတွေအတွက်အရန်ကောင်းတယ်လို့ထင်ပါတယ်ဒီလို Career Fair ကိုတက်ရောက်တာက future career planning အတွက် step တစ်ခုဖြစ်တာမလို့တကယ်လို့ကိုကျောင်းကနေပြီး Career Fair တွေလုပ်တယ်ဆိုလို့ရှိရင်လိုက်တက်ဖို့ recommend လုပ်ချင်ပါတယ်ခုကတော့ Hana အတန်းကိုပဲဆက်သွားပြပါပြီတာ